ဒီမုံစေးထဲမှာအဲ့လိုဝါပြေလို့လာဝဲတဲ့လူတွေထက်ကျတို့လိုဖိုက်စားပြေဖို့လာဝဲလူကပုံများမယ်ထင်တယ်ဒါအမဲသားချက်တယ်သူကအမဲသားကိုအဲ့လိုကြော်ထားတာခောက်ဆွဲတစ်ပွဲဘယ်လောက်လဲ9000ခောက်ဆွဲရမစားနဲ့မမွေးနဲ့မုတ်ကလမဲဆိုရင်အနီအောင်စားဘူးလားငါတို့ကအနီရောင်းနဲ့မုတ်ကလမဲကိုအနီပေါ့နော်ဒီရွှေပလီကိုကကြတော့အများနဲ့တကူးတက်ကသွားစားရမယ်ဆိုရင်တော့မစားဖြစ်တဲ့ဆိုင်မျိုးပေါ့ဒီနေ့တော့ကျတို့အစ္စလမ်ဘာသာဝင်တွေရဲ့ဝါဖြေမုတ်ဈေးတန်းပေါ့နော်တစ်နှစ်လုံးမှာတစ်လပဲကျင်းပတယ်ဝါဖြေမုတ်ဈေးတန်းကိုရောက်နေရပါဒီနေရာလေးကကြတော့မြို့တဲ့ဘူဆွန်ပတ်လမ်းပေါ့နော်အလဲဗလာအနော်ရထားနဲ့ဟာဘန်နူလာလမ်းကြားထဲမှာရှိရလူတွေကအရန်ကိုစီပြီးတော့လေပျော်စရာကြီးစားကြရလည်းတကယ်အများကြီးပဲပေါ့နော်အများကြီးပဲဆိုတော့ကျိုးလည်းဟိုမုတ်ဆန်းဆန်းလေးကွာကိုလည်းတစ်ခါမှမ try ဘူးရဲ့မုတ်လေးတွေကိုဝယ်စားကြည့်မှာဆိုတော့ကျိုးနဲ့ကျိုးလိုက်ကြည့်ပေးအောင်နော်ဘယ်လိုရောင်းလဲ10သားကို3000နဲ့10သားကို9000ဒီဟာကအာကီယာလားဟလားအာကီယာဟောပါလားဟာလောဝါနဲ့ပလာတာနဲ့ရောစားရတာဟုတ်မှစားတော့ကိုယ်မစားရတော့နည်းနည်းလေးမြည်ကြည့်ပါအဲ့လိုလိတ်စားရမှာလားဟုတ်ကောင်းပဲအလွာပလာတာဟုတ်ဒီဟာကဒီလိုတစ်ခါမှမစားဘူးအာကီယာလို့ခေါ်တယ်သူကဟာလဝါရဲ့ပလာတာကိုရောပြီးစားရတာပေါ့နော်လူမျိုးလေးညက်ပြီးတော့စားရမှာဟာလဝါရဲ့ပလာတာရဲ့စားကြည့်မယ်ကောင်းတယ်ဒီဟာဟာလဝါဆိုတာထက်လေစနေမကြီးနဲ့ပို့တွေ့စနေမကြီးကိုပလာတာနဲ့ညက်စားရတယ်ပဲမရမ်းမချိုးစိမ့်ဟုတ်တယ်သူက30သားကို3000ပေါ့နော်3000တာကျိုး30သားဝယ်လာ30သားဆို9000နဲ့တော့မဲ့ကျိုးကြိုက်တယ်ဒီထင်တာတော့လေဒီမုံစေးထဲမှာအဲ့လိုဝါပြေလို့လာဝဲတဲ့လူတွေထက်ကျတို့လိုဖိုက်စားပြေဖို့လာဝဲလူကပုံများမယ်ထင်တယ်โอเคဒါလေးကစားကောင်းတယ်အဲ့တော့ဒီရောက်တဲ့ဆိုလို့ရှိရင်လည်းလာစားကြည့်ကြပါတော့เนาะဒါမျိုးလေးဝယ်စားကြည့်ကြနောက်တစ်မျိုးထပ် try မယ် let's go ကိုမျိုးလေးနော်ငါတို့မြန်မာရီတောင်မသိလားလေဒီဟာပလာတာနဲ့အလဝါနဲ့တော့ဟာရက်တဲ့စိတ်သားဒါမဲသားစိတ်သားနဲ့ချက်စိတ်သား9000မဲသား2500မဲသား2500အမဲသားတစ်ချက်ဒီဟာရောအဲ့ဒါကီမာလို့မဲသားကီမာလို့ဒီဟာပါလဲအဲ့ဒါပါရှာမီကပတ်သားနဲ့သမီးပေးနဲ့အသားနဲ့ဟုတ်ကဲ့ရှာမီကပတ်လို့ခေါ်တယ်ရှာမီကပတ်ဟုတ်ကဲ့အားတခုမဟုတ်မပဲခွင်းလေး2ခွင်းလောက်ထည့်ပေးပါမပဲအောင်ခုပတ်လားတက်လားအားဆိုတာပေးနောက်ထပ်ထူးဆန်းတာလေးပေါ့နော်ထူးဆန်းတာဆိုတော့ဂျူးမစားဘူးတဲ့ဟာပေါ့နော်ဒါကအမဲသားချက်တယ်သူကအမဲသားကိုအဲ့လိုကြော်ထားတာဒါလေးလည်းစားကြည့်မယ်ကျန်နောက်တစ်ခုလည်းဝယ်လာသေးတယ်ဒီမှာဒါလည်းအမဲသားပဲလောက်တာပဲကောင်းတယ်မဲသားကိုလေကြိတ်ပြီးတော့သူတို့ရဲ့ရိုးရ spice တွေနဲ့ပြန်ကြော်ထားတာပေါ့အဲ့ခါကျအနံ့မှုမွေးလေးနဲ့ဟုတ်ဒါလေးကတစ်ချက်ကို2500ပေးရတယ်ဆိုတော့ကန်တယ်ဒီမှာစိတ်သားလည်းရှိရယ်မဲသားလည်းရှိရယ်ပေါ့တခြားဟာတွေရှိရယ်ဟုတ်ပဲဟုတ်ဒီဟာတွေကလည်းအမဲသားရယ်ပဲရယ်နဲ့လှုပ်ထားတာတဲ့ဆိုင်ရှိကတော့နာမည်ပြောလိုက်ရတယ်လားဂျူးနာမည်မေးသွားပြီ तू ကရှောက်ဝါးမဆိုလားရှာမီဆိုလားအမဲသားနဲ့လှုပ်ထားတာပေါ့နော်ဒါလေးစားကြုံမယ်ငန်းနေသေးတာငန်းကြွနဲ့အဲ့လိုပဲရတာငန်းကြွနဲ့ဆိုင်ရပဲငန်းလာလားသူ့ရဲ့ငကိုရတာငန်းလာလားတော့သူမသိဘူးပေါ့နော်အဲ့တော့တည့်ရလွေရှိလည်းပြောပြခဲ့အောင်ဒါဘလို့ရတာအမှန်စစ်မှန်လဲပေါ့နော်ဟာနည်းနည်းငန်းနဲ့ပတ်သွားတယ်ဒါလေးကကြတော့တစ်ခုကိုသူက1000ပေါ့နော်1000ကျိုးဒီကအကုန်လုံး3500ပေးရပါတယ်ဆိုတော့ဒါပို့တိုက်တယ်ဒါလေးကောင်းတယ်အဲ့တော့ဒါလေးစားပြီးသွားရင်နောက်ထပ်တစ်မျိုးပါရှိအောင်မသိဘူးလိုက်ရှာပြီးစားအောင်
အောင်ဆောင်ခောက်ဆွဲတစ်ပွဲဘယ်လောက်လဲဟုတ်တစ်ပွဲပေးပါဂျာကြက်ကြော်ပါတယ်ကြက်ဥပါတယ်ဟော ဟုတ်လား တို့ထင်တာပဲကာလာထတာဒါလေးကတပွဲ9000တန်းပန်းသေးခောက်ဆွဲကြော်ပေါ့နော်9000ဆိုတော့ကြက်ကြော်တစ်တုံးပါတယ်ကြက်ပေါင်တစ်တုံးပါတယ်ပြီးတော့ကြက်ဥကြော်တစ်ခုပါတယ်ပြီးတော့ခောက်ဆွဲကြော်ရည်လည်းအများကြီးပဲဆိုတော့ဈေးကတော့မစိုးတန်နဲ့ရလာမြည်ကြည့်မယ်သူကပန်းသေးခောက်ဆွဲပါဆိုအရင်ကြိုက်တယ်အဲ့လိုမဆလာနဲ့ကြော်ထားအနက်မွေးလေးဆိုတော့ဒါကဘယ်လိုရတာရှိမလဲမသိဘူးကောင်းခောက်ဆွဲအီးနေရပဲရတာလည်းကောင်းတယ်but street food ဆိုတော့နည်းနည်းတော့ကျတို့လည်းစားရခက်တယ်ပေါ့နော်စားရခက်တယ်စင်ပြေလိုလေးပဲလိုလေးကိုလည်းစားချင်နေရဆိုတော့စားလိုက်မယ်ဒီလမ်းတစ်လျှောက်လုံးကလေအခုဈေးတွေရောပြီးတော့ဒီဈေးဆိုင်တွေရောပြီးတော့လာတဲ့လူတွေရော ਨੇ အရန်အတန်တွေတအားစုများပေါ့နော်ပြီးတော့မီးစက်တန်တွေလည်းရှိတယ်မီးစက်ကကြတော့ကြံရည်ဆိုင်တို့ကတော့ဖွင့်တဲ့မီးစက်တန်တွေလည်းရှိတယ်အတန်ကတော့နည်းနည်းစုနေမယ်ထင်တယ်တိခတ်မျိုးနားထောင်ပြီနော်တသားလည်းမစားနဲ့မှုင်းနေရလို့မလေးရှားတက်ကင်လိုမျိုးအဲ့လိုမျိုးလေးဟောက်ဆွဲလည်းမစားနဲ့မှုင်းနေငါလေးစားဖို့ရင်ဒီလိုနောက်ထပ်တစ်မျိုးထပ်စားအောင်မယ်လိုက်ကြည့်အောင်စစ်စရာလေးအဲ့ဒါမဟုတ်ဘူးလား စားရမယ်အဒီမဲ့ကိုပါတော့လေ3000ဟုတ်ဘယ်လိုရောင်းလဲအမကြီးဒါကပါလဲအာလူပြီးတော့ပဲချပတ်တဲ့ချိုးအချိုဘယ်နဲ့ချဲ တစ်ချက်ဘယ်လောက်လဲ3000တစ်ချက်ပေးဒီဟာကပါလဲပနီယာတော့အာချိုလားအေးပနီယာတော့ဟုတ်တယ်ပနီယာတော့အားလည်းတစ်ချက်ပေးပါဘယ်လောက်လဲလားရောတစ်ချက်ပဲဘယ်လောက်လဲပနီယာ9000ပဲပနီယာဒါနှလုံးရော3000အကျဲမရှိလို့ဘာကြည့်လို့ဟာဘလို့ရောင်းလဲမိုင်းတတုံးအဲ့တတုံးဒါကပါလဲဒါမုတ်ကလည်းမဲ့အညိုရမုတ်ကလည်းမဲ့အညိုရအမအမဲဒါလေးကဘာနဲ့လောက်တာလဲဥနီအရွှေကြည်တတုံးကျွတ်ကြောက်ကြောစားကြတယ်ဒီတော့ကြည့်လိုက်ပါအဲ့လိုပဲကြည့်လိုက်ကြောက်ကြောတတုံးအခုကျိုးတို့ကစားကျင်တာတွေကိုထောက်ဝယ်လာပြီးတော့ရွှေပလီမှာအေးလေးတောက်ရင်းနဲ့ထိုင်စားမယ်ပေါ့နော်ဒါကကြတော့ဗာလဲချပါတီအချိုးတဲ့ဟုတ်ပါဟုတ်တယ်ချပါတီအချိုးရဲ့နာမည်ကမေးကုန်တလားအဲ့လိုမေးတော့မေးခဲ့ကွာမေးသွားဒါကြတော့ဂျူးတစ်ခါမှမစားဘူးသေးဘူးဒါကလည်းမုတ်အချိုးတစ်ခုပဲပေါ့နော်အဲ့ချပါတီဆိုင်ရပဲဝယ်လာဒီနှစ်ခု try ကြည့်မယ်ဒါအရင်ဆုံးစားကြည့်မယ်သူကလေအမြင်အားဖြင့်တော့ဂျူးတို့စီကငပြောကြော်နဲ့နည်းနည်းတူတယ်ငပြောကြော်ပြောဘာလဲတော့မုတ်စီကြော်အပြော့ဖြစ်သွားရလိုက်ဖို့ပြီးတယ်ကောင်းတာဒီကမုတ်နေကအချိုရတာရမ်းမပြင်းဘူးသိလားစားလာတယ်လို့စိတ်နဲ့ဘက်ကိုသွားအများရမ်းချိုရဲမလို့ဟုတ်ဘယ်လိုအတွင်းလာအေးလေဒါကြတော့ချပါတီကိုသွားအချိုပေါ့နော်ဟိုတစ်ခေါက်ဂျူစားဘူးတယ်စားဘူးတာတော့ပဲနဲ့လောက်တာအချိုကငါကဘာနဲ့လောက်လဲတော့မသိဘူးလေသူကဒီတစ်ချက်ကို3000အချက်ကတော့ကြီးပဲလို့ဒီလိုအကြီးတစ်ချက်ကို3000ပေါ့နော်3000ဆိုမဲ့ဒီကဘယ်ဟာစားကောက်မှုပဲရည်ကြီးဒါလေးကလေအရင်တစ်ခေါက်ဂျူးစားဘူးတဲ့ဟာနဲ့တော့မတူဘူးပေါ့နော်ဟိုတစ်ခေါက်စားတာတော့ပိုကောင်းတယ်ဒါလေးကလည်းအချိုပေါ့ပြီးတော့ပဲလည်းမပါဘူးညတော့မကြိုက်ဘူးအခုကကျတို့တစ်ထက်အချိုပွဲလေးဝယ်လာနော်မုတ်ကလမဲဆိုရင်အနီအောင်စားဘူးလားငါတို့ကအနီရောင်းနဲ့မုတ်ကလမဲကိုအနီပေါ့နော်အဲ့လေးဝယ်လာပြီးတော့ဒါကစမိုင်းစားချင်ပေမဲ့လည်းကျတို့အခုကအရင်မတောက်တော့ဘူးဆိုတော့စမိုင်းနဲ့ဟိုစနွေးမကင်းလိုမျိုးလုပ်ထားစမိုင်းပေါ့နော်အဲ့ဒါစားမယ်သူကဒါစနွေးမကင်းရွှေကြည်စနွေးမကင်းဒါကဥနုကြောက်ကြောအဲ့လည်းစားမယ်ပြီးတော့နောက်ထပ်အချိုပွဲကကျတို့မှာထားတဲ့ရွှေပလီကရှယ်ဖာလူတာနဲ့ဒိန်ကျန်နဲ့အဲ့လည်းစားပါမယ်ဒါလေးတွေအကုန်လုံးကတဒုံးကို1000ပေါ့နော်ဘာပဲယူသူ့ဆိုင်မှာကြတော့တဒုံးကို1000နဲ့ဆိုတော့အရင်ဆုံးကျူးဒီဘာလဲမုတ်ကလမဲကိုအနီးတဲ့မုတ်ကလမီပေါ့မမဲတော့ဒီလိုဆိုပါနဲ့ချိုရများဒါရောအောင်လို့ကြောက်ကြောတော့ကျူးကြအချိုများဟာဒီစားဒါနဲ့တွဲစားဟုတ်တယ်ခုနကမချိုတဲ့မုတ်နဲ့တွဲစားရမယ်ဒါဟဲ့ဖို့ခက်စမိုင်း
စမိုင်ပေါ့နော်ဖက်ရခက်နေရောနာမည်ကြိုက်စားလိုက်တော့စမိုင်စမင်းမကင်းတိတ်တော့မကြိုက်အချိုများနေလို့လေကျူးတော့ဟောဒီမောင်ကောင်ကတခြားလေးရကောင်းတယ်ကွာနူးနူးအေးအေးလေးနဲ့စားလို့ကောင်းတယ်တဲ့မလားအရသာလေးရတယ်ဒါပေမဲ့အချိုလေးကဂျူးအတွက်နည်းနည်းလေးပေါ့နော်နည်းနည်းလေးပြင်းနေတယ်မကျန်တဲ့အချိုကြိုက်တဲ့လူတွေအတွက်ဆိုရင်တော့ကွက်တီလောက်ပဲဖြစ်မှာဂျူးကြိုက်ဖာလူတာလေးအဲ့တော့ဂျူးကြိုက်ရှယ်ဖာလူတာမလိုင်းကြီးပြင်းနေဒီဆန်ရွှေပလီကတော့ဘယ်တော့မှစိတ်မပြတ်ဟအောင်လုံးဝကောင်းကိုဒီရွှေပလီကကြတော့အများတကူးတကသွားစားရမယ်ဆိုရင်တော့မစားဖြစ်တဲ့ဆိုင်မျိုးကွာမုတ်စေးတောင်လိုင်းနဲ့ကြုံလို့စားဖြစ်တယ်ဆိုရင်တို့အကြိုက်ပဲထင်းချင်းလေးပါဒိန်ညွန်တကြားနဲ့ပေါ့နော်ဒီစားအရန်လေနွားနို့တို့ဒိန်ချင်းတို့မလိုင်းတို့နိုးနဲ့ပတ်သက်တာအရန်ပိုင်တယ်ရှယ်ပဲဒီနေ့တော့ကျူတို့ဒီ Ramzan မုံဈေးတန်းပေါ့နော်ဝါဖြစ်မုံဈေးတန်းလေးမှာကျူတို့စားချင်တာတွေလည်းရှောက်စားပြီးသွားပြီဒီမှာမုံတွေလည်းအများကြီးဝယ်ထားပြီးပြီဆိုတော့ vlog လေးကိုဒီမှာပဲဆုံးသက်ပြီးတော့ပြန်มาတော့မယ်အားလုံးပဲဆုံးဖြတ်ကြည့်ပြရကျေးဇူးတင်ပါတယ်ဒီ Ramzan မုံဈေးတန်းလေးကလေဒီမတ်လ21ထိလုံးမယ်လို့ကျူကသိထားရပေါ့နော်အဲ့တော့တကယ်လို့စိတ်ဝင်စားတဲ့လူတွေရှိရဆိုလို့ရှိရင်လည်းလာခဲ့အောင်နော်အားလုံးပဲတတာ2ခုဒီက3ခုရတယ်